ဒေသရှင်လင်းပွဲမှာပြန်လည်လေတိုက်ရင်းနဲ့အပူချိန်မြင့်တက်လာတဲ့ဗန်နဲ့ဘန်ဒိုဂျာရီရဲ့စကလုံးတိုက်ပွဲ UFC 331ပွဲစဉ်အတွက်ပြုလုပ်ခဲ့တဲ့ဒေသရှင်လင်းပွဲမှာတော့လက်ရှိ Flyweight တန်းချန်ပီယံဂျိုရှူအာဗန်နဲ့ကပတ်ဟောင်းပိုင်ရှင်ဘန်ဒိုဂျာရီရဲ့အပြန်အလှန်စိန်ခေါ်စကားတွေကြောင့်အရှင်အောင်တွေကအမြင့်ဆုံးကိုရောက်ရှိသွားခဲ့တာပါဒီနောက်တစ်ယောက်ကဗန်ရဲ့ယုံကြည်မှုလွန်ကဲနေတဲ့မူရာတွေပေါ်မှာမေးမြန်းလိုက်ချိန်မှာဘန်ဒိုဂျာကဗန်ကအပြင်မှာမာဆက်ဆက်ပုံစံဖမ်းနေပြီးမြတကယ်လက်တွေ့မှာတော့ကြောက်လန့်နေတဲ့ကြောင်ပေါက်စာလေးတစ်ကောင်မှာပဲဆိုတော့နှင်းချပြောဆိုလိုက်တာပါဒီလိုပြောဆိုမှုကိုဗန်ဘက်ကလည်းရီမော်ရင်းနဲ့သူ့အနေနဲ့ဘသူ့မှာကြောင်းရွံ့စရာမလိုပဲနဲ့အင်မတန်မာကြောတဲ့သူဖြစ်ကြောင်းတုံ့ပြန်ခဲ့တာပါဒီလိုပွဲမစတင်မီမီဒီယာတွေရှိမှပြန်လည်စကလုံးအပြိုင်မှုတွေကြောင့်မကြေပွဲမတိုင်မီမှာစိတ်ဓာတ်စစ်စင်ရေးအရအကျိန်းနဲ့ရှိနေခဲ့တာဖြစ်ပါတယ်ဘတ်တိုယာကစက်တင်ဘာ19ရက်နေ့ကျရင်အားလုံးအတွက်ပွဲကောင်းတစ်ပွဲဖန်တီးပြသွားမှာဖြစ်ပြီးတော့သူ့ရဲ့ချန်ပီယံကပတ်ကိုဘယ်သူကမှအလွယ်တကူနဲ့လာရောက်ပြီးတော့ဖြုတ်ချလို့ရမှာမဟုတ်ဘူးလို့ကျင်းဝါလိုက်တာပါပြီးခဲ့တဲ့ပွဲစဉ်မှာကပတ်လက်လွတ်ခဲ့ရတာကကန်ဆိုမိုးမောင်ကြားလို့မဟုတ်ဘဲနဲ့ချီနီရလက်တန်ရာအကြောင်းဖြစ်သွားတာဖြစ်လို့ဗန်နီနဲ့သူ့ရဲ့စွမ်းရည်မှန်တဲ့နိုင်ယူခြင်းရင်ကောင်းကောင်းလေ့ကျင့်ပြီးတော့ဝင်လာခဲ့ဖို့စိန်ခေါ်လိုက်တာပါဒီ Flyweight ကပတ်ကိုရရှိအောင်သူဘလောက်တောင်ကြိုးစားခဲ့ရပြီးတော့၄ချိန်တိုင်တိုင်အောင်မြင်စွာကာဝယ်ခဲ့ရတယ်ဆိုတာကိုလူတိုင်းသိကြောင်းလဲသတိပေးလိုက်ပါတယ်ဗန်နီနဲ့တကယ်ယောက်ျားပြီးသားတဲ့သူဟုတ်မဟုတ်ကွင်းတွင်းမှာလာရောက်ပြသလိုက်ဖို့လေဘန်ဒိုဂျာပြင်းပြင်းထန်ထန်စိန်ခေါ်သွားခဲ့တာပါဒီနောက်ကဗန်စီကိုပြီးခဲ့တဲ့ပွဲမှာဘန်ဒိုဂျာလက်ကျိုးသွားခဲ့တာကြောင့်လူတွေကပြောဆိုနေကြတဲ့အပေါ်မှာဘယ်လိုမျိုးခံစားရတယ်လဲဆိုပြီးတော့ဆက်လက်မေးမြန်းခဲ့တာပါဗန်ကတော့ပြီးတာတွေကပြီးသွားခဲ့ပြီဖြစ်တဲ့အတွက်စက်တင်ဘာ19ရက်နေ့မှာဘန်ဒိုဂျာကိုအပြတ်အသက်ပြန်လဲပြီးတော့နိုင်ယူပြီးကောင်းကောင်းတီးပေးလိုက်မယ်လို့ရရင်စွာနဲ့ပြန်လဲဖြေကြားခဲ့တာပါတကယ်လို့အဲ့ဒီကဘန်ဒိုဂျာလက်မကျိုးခဲ့ဘူးဆိုရင်လေအဲ့ဒီပွဲမှာရင်အပြတ်သမားပြလိုက်မှာဖြစ်တယ်လို့သူကဆိုသွားခဲ့တာပါဒါကြောင့်မလို့လာမယ့်မကြေပွဲဟာဘန်ဒိုဂျာကိုဒုတိယအကြိမ်နိုင်ယူပြဖို့အတွက်သူတို့နောက်ထပ်ခွင့်ရကောင်းတစ်ခုရှိလာတာဖြစ်ကြောင်းဘန်ဘက်ကယုံကြည်ချက်ပြည့်နဲ့တုံ့ပြန်ခဲ့တာပါဒေသရှင်လင်းပွဲတဝက်ကျော်လောက်ရောက်ရှိချိန်မှာတော့ဘန်ဒိုဂျာကသူ့ရဲ့ဘဝဇာတ်ကြောင်းနဲ့စ조사ခဲ့ရမှုတွေကိုတာရှည်စွာအစာပြိုးပြောဆိုနေခဲ့တာဖြစ်ပါတယ်အဲ့လိုပြောဆိုနေတာကိုညီငွေလာတဲ့ဗန်ကဂျားပြတ်ဝင်ရောက်ပြီးတော့လာမယ့်စက်တင်ဘာ19ရက်နေ့မှာဖြစ်လာမယ့်ပွဲကြောင်းကိုပဲတိုက်ရိုက်ပြောဆိုဖို့အတွက်ဝင်ရောက်ပြောကြားလိုက်တာပါအဲ့လိုဂျားပြတ်ပြောဆိုလိုက်တာကြောင့်ဘန်ဒိုဂျာတယောက်အတော်လေးကိုစိတ်တူသွားပြီးတော့တယောက်စကားပြောနေချိန်မှာပါဇက်ပိတ်ထားဖို့ဒေါသရကြီးသတိပေးလိုက်ရပါတယ်ဒါလည်းဗန်ကစိတ်လှုပ်ရှားခြင်းမရှိဘဲနဲ့ဘန်ဒိုဂျာဒီနဲ့ဘာမှမလုပ်နိုင်ကြောင်းနဲ့ငင်းထိုင်နေဖို့ပြန်လဲစိန်ခေါ်လိုက်တာကြောင့်မီဒီယာကန်တစ်ခုလုံးစူပွက်သွားခဲ့ရတာပါလေဘက်သတင်းစာရှင်းလင်းပွဲအတွင်းဖြစ်ပျက်ခဲ့တာတွေအပြန်လည်စကလုံးတိုက်ပွဲတွေကပရိသတ်တွေအတွက်ကတော့မကြေပွဲမတိုင်မီမှာအပူချိန်ကိုအမြင့်ဆုံးစီတွန်းဖို့ပေးလိုက်တာပါဒါပွဲစဉ်တုန်းကအငင်းပွားပွဲချင်းတွေနဲ့အဆုံးသတ်ခဲ့ရတာကြောင့်ဒီမကြေပွဲပေါ်မှာနှုတ်လုံးကအလွန်မင်းကိုအာယုံစိုက်နေကြတာပါဘယ်လိုကြဘက်ကသူဟာကမ္ဘာကောင်းဆုံးဖိုက်တာဖြစ်ကြောင်းတက်တည်ပြခြင်းနေသလိုဗန်ဘက်ကလည်းသူ့ရဲ့နိုင်ပွဲကကံကောင်းမှုတစ်ခုတည်းကြောင့်မဟုတ်ကြောင်းအပြင်းထန်တက်တည်ထူခြင်းနေခဲ့တာပါစကလုံးနေနဲ့အရင်ဆုံးစစ်ထိုးနေကြတဲ့သူတို့နှစ်ဦးရဲ့အနေအထားကလောင်ရင်တွင်းရောက်ရှိလာချိန်မှာပုံမကွက်ကြကြတုံ့ပြန်မှုတွေဖြစ်လာမှာတေးကြနေပါရီဗန်ရဲ့ယုံကြည်မှုလွန်ကဲလာတဲ့စိန်ခေါ်မှုတွေနဲ့ဘန်ဒိုဂျာရဲ့အတွေ့အကြုံရင့်ချန်ပီယံတယောက်ရဲ့မာကုံကိုထိတိုက်ရင်ဆိုင်မဲ့ရှင်ပြိုင်မှုက UFC ပရိသတ်တွေအတွက်ကတော့အလွန်မင်းကိုရင်ခုန်စရာစိတ်လှုပ်ရှားစရာကောင်းနေခဲ့ပါပြီပွဲမစတင်မီကလေးကအခုလိုမျိုးစိတ်စားဖြစ်စရာအချင်းပွားတွေဖြစ်ပေါ်နေခဲ့တာကြောင့်စက်တင်ဘာ19ရက်နေ့မှာကျင်းပမဲ့မကြေပွဲကမကြီးမဖြစ်ကိုကြီးရမယ့်ပွဲကြီးပွဲကောင်းဖြစ်လာခဲ့ရတာပါဘယ်လိုကြောင့်နေနဲ့သူရဲ့ကပတ်ဟောင်းကိုပြန်လည်သိမ်းပိုက်သွားနိုင်မလားသို့မဟုတ်ဗန်အားပဲကပတ်ကိုအပိုင်းဆက်လက်ထိန်းသိမ်းသွားမလားဆိုတာကတော့ပရိသတ်တွေကြားမှာ attention အပြည့်အဝရနေခဲ့တာပါဒီလိုစိန်ခေါ်မှုတွေကြားကနေဘယ်သူကအောင်နိုင်သူဖြစ်လာမလဲဆိုတာမကြာမီမှာအဖြေထွက်ပေါ်လာတော့မှာဖြစ်ပါတယ်ခင်ဗျာ